အားလုံးပဲမင်္ဂလာပါဖျက်ခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဆိုအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ဒီနေ့လည်းဆက်ပြီးတော့မှဂလာတိဩဝါဒစာကိုလေ့လာဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဂလာတိဩဝါဒစာအခန်းကြီး3ကိုကျွန်တော်ရောက်သွားပြီဆိုငယ်1မှာဗာပြောလဲဆိုတော့ပညာမဲ့သောဂလာတိလူတို့လက်ဝါးကပ်တိုင်းမှာအသေးခံတော်မူသောယေရှုခရစ်ကိုသင်တို့မျက်မှောက်၌ထင်ရှားစွာပြပြီးသည်ဖြစ်၍တမန်တရားကိုနားမထောင်စေခြင်းဟာသင်တို့ကိုအဘယ်သူပြုစားသနည်းဆိုတမန်တော်ကြီးရှင်ပေါလုဘာရဘာတို့ပေါ့နော်သူတို့တွေကဘာနဘာတို့သူတို့တွေဒီဂလာတိပြည်တောင်ပိုင်းဆိုအန်တီအုတ်တို့ဒါလုဒရာတို့နော်အီကောနီတို့ဒီမြို့တွေကိုအုံလီသွားပြီးတော့ပြောကြတဲ့အခါမှာဆိုတော့အဲ့ဒီမှာအုံလီပြောတဲ့အခါမှာယူရလူရှိတယ်ပြီးတော့မှဂရိတွေပေါ့နော်ဟေလသလူတွေပြောင်းလဲကြတယ်ဆိုတော့အဲ့လိုပြောင်းလဲကြတဲ့သူတွေထဲမှာသူတို့တွေကဘာကိုခံစားရလဲဆိုတော့သခင်ယေရှုအုံလီသတင်းစကားကိုယုံပြီးတော့မှပြောင်းလဲကြတဲ့သူတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒါကတမန်တော်ရှင်ပေါလုမရှိတဲ့အချိန်မှာအခြားသောဧဝံဂေလိဆိုတဲ့ဂျူးဝါဒီသမားတွေကဝင်လာပြီးတော့မှအဲ့ဒီပြောင်းလဲထားတဲ့သူတွေကိုဒီသခင်ရှုယုံကြည်ုံနဲ့ဓမ္မလုံလောက်ဘူးငါတို့ပြည့်ညတ်တရားကိုပါဆက်ပြီးတော့မှကျင့်ဖို့လိုတယ်မောရှေရဲ့ပြည့်ညတ်ကိုကျင့်ရမယ်ဒါကြောင့်ငါတို့အေးပြလှီးခြင်းကိုလည်းခံရမယ်စသည်ဖြင့်ပေါ့ဒါရင်းနဲ့သူတို့ဖျားယောင်းသွေးဆောင်သွားတဲ့အခါမှာပါသွားကြတယ်ဗျာချို့ကဆိုတော့အဲ့ဒါကြောင့်နဲ့ तू ကစပြောကြတယ်ပညာမဲ့သောဂလာတိလူတို့ဆိုတော့လက်ဝါးကားတိုင်းမှာဆိုတာသခင်ယေရှုအကြောင်းကိုယ်တိုင်သိတယ်ပြီးတော့မှနောက်မှာကျွန်တော်ဆက်ပြောမယ်ဘာဒီပါသူတို့ဆက်ရလဲဆိုလို့ရှိရင်အဲ့မှာမြင်တွေ့ရတဲ့နိမိတ်လက္ခဏာတွေအများကြီးရှိတယ်သခင်ယေရှုပြတဲ့အရာတွေပေါ့နော်တန်ရှင်သောဝိညာဉ်တော်အပြင်သခင်ယေရှုသူတို့ပြတဲ့နိမိတ်လက္ခဏာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါအပေါ်မှာသူတို့ကဘာမလုပ်တတ်ဘူးလဲဆိုလို့ရှိရင်မရက်တည်တတ်ဘူးဒါကြောင့်ပညာမဲ့လို့ပြောတယ်ဒါဟုတ်သခင်ဖျားကလည်းတော်တော်လေးမိမောင်းထိုးသွားတာဆိုဒီအကြောင်းအရာကိုလည်းကျွန်တော်တို့ခဏကျွန်တော်ဆိုဝီငှပြတယ်နံပါတ်3ခန်းကြီး9 24ရာ29မှာဒါကျွန်တော်ငယ်ကလေးကစနေစကူးမှာကြားဘူးကြောက်ပေါ်မှာဆောက်တော့အိမ်နဲ့သဲပေါ်မှာဆောက်တော့အိမ်ဆိုတဲ့ပေါ်မှာဆောက်တော့အိမ်မှာတကယ်ရှုဒါပြီးတာဥမှာပါပဲဒါပေမဲ့ဒါအရန်အသိပဲရှိတယ်ဆိုတော့ဒီအချင်းသူကငါပြောတဲ့စကားကိုကြားတယ်နားမထောင်ဘူးဆိုတော့သဲပေါ်မှာဆောက်တဲ့လူမိုက်နဲ့တူချောင်းကိုငါပြမယ်လူမိုက်ဆိုပညာမဲ့ကြောက်ပေါ်မှာဆောက်လို့ရှိရင်တော့ပညာရှိလို့သတ်မှတ်တာဆိုတော့စကားကိုကြားပြီးတော့မှနားထောင်အဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင် stand လောက်ရတာဆိုတော့ကျွန်တော်ကြားထားတဲ့တမန်တရားနှုတ်ကပတ်တော်အဲ့ဒီຢာဒီကျမ်းစာအဖြစ်မယ်ဖြစ်ရမယ်ကျမ်းစာရဲ့အဆက်နဲ့ညီညွတ်နေရမယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ရက်တည်ရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဘီနာကနေအမျိုးမျိုးလာပြိုးမဲ့မှားယွင်းသောအယူဝါဒဩဝါဒတွေရောက်လာတဲ့အခါမှာအဲ့ဒီနောက်ကိုပါသွားတယ်ဆိုလို့ရှိရင်တော့ဒါတမန်တော်ရှင်ပေါလုပြောခြင်းနဲ့ပညာမဲ့ဆိုတဲ့ဥစ္စာဒါလက်တွေ့ပဲဆိုတော့ဂလာတိပြည်မှာရှိနေတဲ့သူတွေကယေရှုခရစ်တော်ကိုသူတို့တေချာခံစားရတယ်နဝိညာဉ်ကိုသူတို့ကောင်းသူဝိညာဉ်နဲ့ခံစားပြီးတော့မှသိမြင်လာရတဲ့အရာတွေအများကြီးတွေ့တမန်တော်တွေအားဖြင့်လည်းမြင်တွေ့ရတဲ့နိမိတ်လက္ခဏာတွေရှိတယ်အဲ့ဒီလိုတွေ့ခဲ့ရဲ့သားနဲ့အဲ့ဒါကိုလွယ်လေးလွင့်သွားတာဒါကြောင့်နှစ်မှာကြတော့ပြည့်ညတ်တရားကြီးအကျင့်အဖြစ်ဝိညာဉ်တော်ကိုခံရကြသလိုသို့မဟုတ်ယုံကြည်ခြင်းတရားကိုကြားနာခြင်းအဖြစ်ခံရကြသလိုဟုသောအကြောင်းအရာတစ်ခုကိုသာသင်တို့၌ငါသိလို၏ဆိုမင်းတို့တန်ရှင်သောဝိညာဉ်တော်ကိုခံရတဲ့အခါမှာမင်းတို့တွေက
ပြည့်ညက်တရားကိုလိုက်လျှောက်ပြီးတော့မင်းတို့စရတာလားဒါမှမဟုတ်ရှင်မင်းတို့သခင်ယေရှုဧဝံဂေလိသတင်းစကားယေရှုကငါတို့ပြည့်တဲ့လောကထဲမှာအသေးခံတယ်ကျမ်းစာလာတဲ့အတိုင်းဒီကြိုချင်းခံသုံးရမြောက်တဲ့နေ့မှာကျမ်းစာလာတဲ့အတိုင်းရှင်မြန်ထမြောက်တယ်ဆိုတဲ့အရာကိုမင်းတို့ကြားပြီးတော့မှယုံတာလားတောင်ပြည့်ညက်တရားကိုလိုက်လျှောက်ခြင်းအပြင်ဖြစ်လာတာလားအဲ့နှစ်ခုတွေကမင်းတို့ငါ့ကိုသေချာပြောပါမင်းတို့မေးခြင်းနေဆိုပြီးမှပြောတာပြီးတော့သူထပ်ပြောတယ်ဤများလောက်ပညာမေ့ကြသလိုဝိညာဉ်တော်ကိုအမိပြု၍လှုပ်ဆရှိပြီးမှဇာတိကိုအမိပြု၍ပြီးစေကြသလိုဆိုတော့ဒီစကားတော်တော်အဓိပ္ပာယ်ရှိဆိုယုံကြည်ခြင်းအပြင်ဧဝံဂေလိသတင်းစကားကိုယုံတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ထဲကိုဝင်ရောက်လာတယ်အဲ့ဒီအခါမှာအသက်ရှင်တဲ့ပုဂ္ဂိုလ်တော်မြတ်ဖြစ်တဲ့သခင်ယေရှုခရစ်တော်နဲ့ကျွန်တော်ရဲ့ပေါင်းသင်းဆက်ဆံတဲ့အရာယင်းနေ့စဉ်တက်တာမှာကိုးစားတဲ့အရာဆိုတော့အဲ့ဒီဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့သွားလာနေတာအဲ့ဒီဝိညာဉ်တော်ကခရစ်တော်ကိုကျွန်တော်တို့မိမောင်းထိုးပြီးတော့မှနားလေစီတာဖွင့်ပြတဲ့အရာတွေကျွန်တော်သိပြီးတော့မှလောကထဲမှာသွားလာတဲ့အရာမှာတကယ်တန်ဖိုးရှိလာတာပြီးတော့မှဒီတမန်တရားနှုတ်ကပတ်တော်ကကျွန်တော်လမ်းကြီးဖြစ်ပေါ်ပြတယ်ကျွန်တော်ရဲ့ခြေရှိမှာဆိုနေ့စဉ်အသက်ရှင်တဲ့အခါမှာနှုတ်ကပတ်တော်အဖြစ်ဘယ်လိုအသက်ရှင်ရမလဲဆိုဖွင့်ပြသွားတာဆိုတော့အဲ့ဒါကိုဝိညာဉ်တော်အဖြစ်သွားလာနေပြီးတော့မှဒီအခြားသောဧဝံဂေလိသမားတွေရောက်လာတဲ့အခါမှာသူတို့အိမ်နောက်ပါသွားကြတာတကယ်ဝမ်းနည်းစရာကောင်းတယ်ဆိုတော့ဒီအကြောင်းအရာလေးတွေကဘယ်မှာပါလဲဆိုလို့ရှိရင်ဒီတမန်တော်ဝတ္ထုအခန်းကြီး14မှာပါတယ်ဗျခုနကကျွန်တော်ပြောသလိုပါပဲဘာရဘနဲ့တမန်တော်ရှင်ပေါလုတို့ဒီဂလာတိပြည်မှာရှိနေတဲ့မြို့တွေမှာဧဝံဂေလိလိုက်ပြောတဲ့အခါမှာဒါခန်းကြီး14ငယ်1မှာဣကောနီမြို့သို့ရောက်လင်ထိုသူနှစ်ယောက်တို့သည်ယူဒတရားစက်သို့ဝင်၍ဟောပြောသဖြင့်ယူဒလူဟေလသလူများအပေါင်းတို့သည်ယုံကြည်ခြင်းသို့ရောက်ကြ၏ဒါခုနပြောတဲ့ဣကောနီမြို့ဂလာတိပြည်ထဲမှာရှိနေတဲ့အသင်းတော်တွေရဲ့တပါးပေါ့ဆိုတော့အဲ့ဒီမှာယုံကြည်ရဆိုတာဧဝံဂေလိသတင်းစကားကြောင့်သူတို့စပြီးတော့မှယုံကြည်လာတယ်ဆိုတော့တွေ့ရတယ်အငယ်3မှာထို့ကြောင့်ကြာမြင့်စွာနေ၍သခင်ဘုရား၏တရားတော်ကိုမဆုတ်မဆိုင်ဟောပြောလေသခင်ဘုရားသည်လေဂျေဇုတရားတော်ဘက်၌သက်တည်ခံတော်မူလျက်တမန်တော်တို့သည်နမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကိုပြုနိုင်မည်ကြောင်းအခွင့်ပေးတော်မူ၏ဧဝံဂေလိသတင်းစကားကိုပြောတဲ့အခါမှာအနောက်မှာသခင်ယေရှုအသက်ရှင်ပါတယ်ဆိုတဲ့အရာကိုအဲ့ဒီတမန်တော်ဒီအားဖြင့်လှုပ်ဆောင်လို့ရအောင်လို့ဘုရားအခွင့်ပေးလိုက်တာဒါဆိုရင်အမြဲတမ်းကြီးတော့မဟုတ်နေဘူးเนาะအဲ့ဒါကိုလေကျွန်တော်တို့တတိထားမိရမယ်ဧဝံဂေလိသတင်းကိုပြောတဲ့အခါမှာဘုရားကသူ့အသက်ရှင်ကြောင်းအဓိကဒီမှာခုနပြောလို့တပါးမျိုးသားတွေဧဝံဂေလိသတင်းစကားကိုတစ်ခေါက်မှမကြားဘူးတဲ့သူတွေမယုံကြည်သေးတဲ့သူတွေကဒီသတင်းစကားကိုကြားပြီးတော့မှအချို့တွေကပြောင်းလဲလာဖို့အတွက်တမန်တော်တွေကနမိတ်လက္ခဏာတွေလုံနိုင်ရတဲ့အခွင့်ကိုဘုရားကပေးတယ်။ဘာအဖြစ်လဲဝိညာဉ်တော်အဖြစ်ဆိုအဲ့ဒါကခုနပြောလို့ဝိညာဉ်တော်အဖြစ်နမိတ်လက္ခဏာတွေကိုစပြီးတော့လှုပ်ဆောင်တာအဲ့ဒါကိုဘယ်သူတွေကမြင်ရလဲဆိုဒီလုံရမြို့မှာရှိနေတဲ့ယုံကြည်သူတွေကမြင်ရပြီတွေ့ရတယ်ဒါသူတို့သက်သေရှိနေသူ့ထဲမှာကောင်းကောင်းဒီရောင်သိသူတို့သိတယ်ဒါပေမဲ့ခဏကြာတမန်တော်ရှင်ပေါလုတို့မရှိတဲ့အခါမှာအခြားသောဧဝံဂေလိတွေအဖွဲ့တွေဝင်လာတဲ့အခါပါသွားကြတယ်ဒါကြောင့်ဘာလို့ပြောလဲဆိုတော့ပညာမဲ့ခုနကဂလာတိဩဝါစာခန်းကြီး3ငယ်3မှာလည်းထပ်ပြောတယ်ပညာမဲ့ခဏခဏကိုပြောတာအငယ်1မှာပြောတယ်အငယ်3မှာလည်းပြောတယ်ဂလာတိဩဝါစာထဲမှာဒါကြောင့်တမန်တော်တို့လှုပ်ဆောင်တဲ့အရာကိုသူတို့မြင်တွေ့ကြားသိရပေမဲ့ပါသွားတဲ့အရာဆိုတော့ဒီမှားယွင်းတဲ့ဘက်ကိုလိုက်သွားတဲ့အရာဒီအရာက
ညာမဲ့ဖြစ်တယ်ဒါကျွန်တော်တို့တက်တာနဲ့မှဒီလိုလုပ်လို့မရဘူးကျွန်တော်တို့ယုံကြည်သက်ဝင်နေရကျွန်တော်တို့နားထောင်ပြီးအသက်ရှင်နေဩဝါဒအဲ့ဒီအရာကနှုတ်ကပတ်တော်နဲ့ညီကျွန်တော်တို့တုံသင်ခဲ့တဲ့ဆရာတွေရဲ့အဲ့ဒီတမာတရားတိုင်းကျွန်တော်ရက်တည်ပြီးအသက်ရှင်ရမယ်ကျွန်တော်တို့ကြိုက်တဲ့ဘက်ကနေလာပြီးတိုက်ခိုက်ပါစေကျွန်တော်တို့လုံးဝရိုင်းနေသွားစရာအကြောင်းမရှိဘူးအဲ့ဒါကျွန်တော်တို့ကြောင့်မဟုတ်ရအောင်ကျွန်တော်တို့မှာရှိနေတဲ့တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်နေ့စဉ်အသက်တာမှာခံယူနေတဲ့နှုတ်ကပတ်တော်ဆိုတဲ့တမာကျမ်းစာအဖြစ်ကျွန်တော် stand လုပ်လို့ရတယ်ကျွန်တော်ပိုင်းခြားလို့ရတယ်အထဲမှာရှိတဲ့ဝိညာဉ်တော်ကကောင်းကောင်းကျွန်တော်တို့ပိုင်းခြားပေးနိုင်တယ်ဘာအပြင်လဲဆိုလို့ရှိရင်ကျွန်တော်တို့သိထားတဲ့တမာတရားအဖြစ်ပြန်ပြီးပိုင်းခြားပေးနိုင်တယ်ဆိုတော့နားလေရတယ်ပြီးတော့ဒီမှာတမန်တော်ရှင်ဘောလူစပြီးတော့မှတွေ့ဒါနှစ်ယောက်ပါပဲเนาะဒါဘယ်မြို့ရောက်သွားပြီလဲဆိုလုဒ္ဒရမြို့ရောက်သွားပြီဒါလေတမန်တော်ဝတ္ထုခန်းကြီး14ခန်းကြီး8ကနေ10လောက်မှာတွေ့ရတယ်အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်တခါမှမသွားဘူးသောသူတစ်ယောက်သည်လုဒ္ဒရမြို့၌ထိုင်လျက်ပေါလုဟောပြောသည်ကိုကြားလေ၏ပေါလုလည်းထိုသူကိုစစ်စစ်ကြည့်ရှု၍ယောဂကင်းမြည်ကြောင်းသူ၌ယုံကြည်ခြင်းရှိသည်ကိုသိမြင်လင်ထ၍မတ်တရက်လောဟုကြီးသောအတန်နှင့်ဆိုသည်ဖြင့်ထိုသူသည်ရုတ်တရက်ထ၍လှမ်းသွားလေဆိုအဲ့ဒီလူတွေနော်ခုနဒါလုဒ္ဒရမြို့ဆိုတာခုနဂလာတိပြည်မှာရှိနေတဲ့မြို့ပဲဆိုတော့ခုနပြောတဲ့ဖယားကခွင့်ပေးတာပေါလုစီမှာလည်းတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝတယ်ဟိုလူကလည်းအင်္ဂလိပ်သတင်းစကားကိုနားထောင်နေတဲ့အခါမှာယုံကြည်ပြီးတော့မျက်လုံးကအယောင်တောက်တယ်သူတို့ကဝိညာဉ်တော်တစ်ခုတည်းမှာတလုံးတဝရတယ်ဖြစ်နေတဲ့အခါမှာဝိညာဉ်တော်သူတို့နှစ်ယောက်ကို connection ပေးလိုက်တဲ့အခါမှာပေါလုကသိတယ်ကဲလူတွေအများကြီးနားထောင်နေတဲ့အချိန်မှာကဲမင်းထပြီးတော့မှလမ်းလျှောက်ဆန်းဆိုတော့ပြောလိုက်တဲ့အခါမှာဒီလူထပြီးတော့မှလမ်းလျှောက်ကျန်တဲ့သူတွေအကုန်လုံးတွေ့မြင်သွားတယ်အဲ့ဒါဝိညာဉ်တော်ကစီးဝါးရိုက်တာနော်ကျွန်တော်အခုခေတ်ကြားဘူးတယ်လူတွေကိုသူတို့ကနေပြီးတော့မှအေဝံဂေလိသတင်းစကားပြောမယ်ပေါ့နမိတ်လက္ခဏာတွေကလုံမယ်ကျွန်တော်ပြောတာဒါနမိတ်လက္ခဏာဆိုတာဖျားလောက်တာနော်လူလောက်တာမဟုတ်ဖျားလူအချိန်လုံးအပ်ထားတာမဟုတ်လူကစိတ်ကြိုက်လုပ်ဖို့ဖျားအခွင့်ပေးထားတာလုံးဝမဟုတ်ဘူးအဲ့ဒါကျွန်တော်သတိထားရမယ်အဲ့ဒီဟောပြောပွဲတွေမှာတကယ်တော့သူတို့ကဘာလုပ်ထားလဲဆိုလို့ရှိရင်ဝီချဲတဲ့သူတွေကိုပို့ထားတာပြီးတော့မှသူတို့လာပြီးတရားလို့ရှိရင်ဝီချဲတဲ့သမားလာတဲ့အခါမှာသူတို့ဆွတ်တောင်းပေးလိုက်မယ်ဆွတ်တောင်းပေးလိုက်လို့ရှိရင်အဲ့ဒီလူကဝီချဲပေါ်နေလမ်းထားလျှောက်တယ်ပေါ့ဒါပေမဲ့အဲ့ဒါသူတို့အကုန်လုံးအပြင်မှာစီးဝါးရိုက်ထားတဲ့ဥစ္စာတွေဆိုတော့ဒါအိန္ဒိယကာရကရှိတယ်ဒီဥစ္စာကိုလုပ်ထားတာဆိုတော့ကျွန်တော်တို့ခရစ်ယာန်တွေလှောင်ထားတဲ့ဥစ္စာဒါအပြင်လောကမှာလည်းတကယ်ဖြစ်နေတယ်ကျိုးပါအရာတွေကတော်တော်ဝမ်းနည်းစရာကောင်းတယ်ဒီဟာကတော့တမာတွေဟာဗျဒါလိန်တာမဟုတ်ဒါတကယ်ဖြစ်တဲ့အရာဝိညာဉ်တော်အမိပြုတ်ပြီးတော့မှဒီရောက်တကယ်လှုပ်ဆောင်နေရဖြစ်တယ်ဆိုတာတွေ့ရတယ်ဘယ်လောက်တောင်ဖြစ်သွားလဲဆိုတော့အဲ့ဒီမြို့ကဒီလုဒ္ဒရမြို့ကနတ်ဘုရားကိုးကွယ်တဲ့မြို့ဆိုတော့ပေါလုနဲ့ဘာရဘကိုသူတို့ကိုးကွယ်နေတဲ့နတ်ဘုရားလူရောင်ဖန်ဆင်းပြီးတော့မှဆင်းလာပါတယ်ဆိုပြီးတော့မှသူတို့ကိုရစ်ပူစုံမလို့သူတို့အရှိမရစ်ပူစုံလို့အဲ့ဒီမှာမနှဲရှင်းပြယူရတယ်မဟုတ်ဘူးငါတို့ကမင်းတို့လိုပဲလူပါပဲဒါပေမဲ့ငါတို့အမြင့်ဆုံးသောကောင်းကင်မြေကြီးဖန်ဆင်းတဲ့ထာဝရဘုရားရဲ့ကြုံနေဖြစ်တယ်ငါတို့ယုံတာယေရှုခရစ်တော်အခုဒီလိုကျမ်းမာစီတာအဲ့ဒီယေရှုခရစ်တော်ရဲ့နာမအပြင်ကျမ်းမာစီတာတန်ရှင်သောဝိညာဉ်တော်တကူအပြင်သူတို့လှုပ်ဆောင်တာဖြစ်တယ်ရှင်းပြအဲ့ဒီမှာတော်တော်ခက်ပြောလိုက်တဲ့အခါမှာကျတော့မှဒါရစ်ပူဇော်ဖို့တားဆီးဖို့ဆိုတော်တော်ခက်တယ်အဲ့ဒီခက်ခဲတဲ့အရာကိုတားဆီးလိုက်နိုင်တယ်ဆိုတာကိုတွေ့ရတယ်ပြောချင်တာလုဒ္ဒရမြို့မှာရှိနေတဲ့သူတွေလေတမန်တော်ရှင်ပေါလုတို့အားဖြင့်လှုပ်ဆောင်တယ်ဝိညာဉ်တော်အားဖြင့်လှုပ်ဆောင်နေရအောင်သူတို့မြင်တွေ့ခဲ့ပြီသူတို့ကြားသိခဲ့ပြီဆိုတော့သူတို့ကိုယ်တိုင်လေအဲ့ဒီသခင်ဖျားနဲ့သွားလာနေပါပြီဝိညာဉ်တော်အားဖြင့်အဲ့ဒါကိုတစ်ဖက်ကလာတဲ့အခြားသောအင်္ဂလိပ်ဝင်လာတဲ့အခါမှာအဲ့ဒီနောက်ကိုပါသွားတယ်ကျွန်တော်တို့လည်းသတိထားပါတော့ဆိုစကားပြောကောင်းတဲ့သူတွေဖြစ်နေတယ်အချို့ဟာဒီလောကထဲမှာဆိုတော့ကျွန်တော်တို့ခရစ်ယာန်လောကထဲမှာ
ဆရာကြီးတွေလည်းဖြစ်နိုင်တယ်သူတို့တွေလာပြီးပြောနိုင်တယ်ဒါပေမဲ့သင်နားထောင်ထားတဲ့သင်နဲ့အတူနှုတ်ကပတ်တော်သင်ခံယူထားတဲ့နှုတ်ကပတ်တော်အရေးကြီးတယ်ဆိုတော့သင်ခံယူတဲ့နှုတ်ကပတ်တော်ဆိုတော့ဆရာတွေဝင်ကားတဲ့နှုတ်ကပတ်တော်လည်းပါရမလို့သင်ကိုယ်တိုင်လည်းဒီကျမ်းစာကိုလေ့လာရနေ့စဉ်အသက်တာထဲမှာထိုနှုတ်ကပတ်တော်မှီဝဲစားသုံးရအဲ့ဒါကြောင့်မို့ကျွန်တော်တို့ထဲမှာရှိတဲ့ဝိညာဉ်တော်အဖြစ်ကျွန်တော်ကဒီနှုတ်ကပတ်တော်ပိုင်းခြားနားလည်လာဒါကြောင့်အပြင်ကလာတဲ့ဘယ်သူမဆိုကြိုက်တဲ့အရာလာပြောတမန်တရားနဲ့ညီတယ်ဆို okay တမန်တရားနဲ့မညီဘဲနဲ့သူ့ရဲ့အာဘောင်အာရင်းနဲ့သူကနေတဆင့်ကျွန်တော်တို့ဆွဲချသွားမယ့်အရာဆိုကျွန်တော်တို့ပိုင်းခြားပြီးတော့မှနိုးလို့တဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်သိရတယ်ဆိုတော့တမန်တို့ရှိဖို့လိုတာကိုဒီချပြောပြတယ်ဆိုတော့တွေ့ရပါတယ်ဒါလည်းအရေးကြီးပါတယ်အဲ့ဒါအပြင်နောက်ထပ်အဖြစ်တစ်ခုကကြတော့အဲ့ဒါနဲ့ဒီအန်တီအုံမျိုးကနေလာတဲ့သူတွေနော်ဒါခုနပထမအဆုံးကျွန်တော်ပြောခဲ့တဲ့အန်တီအုံမျိုးကလာတဲ့သူတွေကတမန်တော်ရှင်ပေါလုပြီးတော့ဘာနာဘတို့ပြဿနာရှာဖို့အဲ့ဒါတော့အကြောင်းအရာသိမပါတော့ခုနရစ်ပူဆိုခြင်းချိန်လေးပြီးတာနဲ့သူတို့ဘာလုပ်လဲဆိုလို့ရှိရင်မြို့ပြင်ထုတ်သွားပြီးဂိမ်းနဲ့ထုတာပြီးတော့မှတမန်တော်ရှင်ပေါလုကသေသွားပြီဆိုတော့သူတို့ပြစ်ထားခဲ့တယ်ပြစ်ထားပြီးတော့မှအဲ့ဒါဘာနာဘနဲ့ကြံတဲ့သူကြီးကြည်နေတဲ့အချိန်နဲ့အဲ့ဒါလေးလေတစ်ချက်ကြည့်မယ်ငယ်19မှာဒါတမန်တော်14ငယ်19မှာပဲထိုအခါယူဒလူတို့သည်အန်တီအုံမြို့အီကိုနီမြို့မှလာကြ၍လူအစုဝေးတို့ကိုညီညွတ်တိုင်ပင်ပြီးလေပေါလုကိုကြိုက်ခွနဲ့ပြည့်၍သေပြီဟုစိတ်ထင်နှင့်မြို့ပြင်သို့ဆွဲငင်ကြ၏တပည့်တော်တို့သည်ဝန်းရံ၍နေကြစဉ်ပေါလုသည်ထား၍မြို့ထဲသို့ဝင်ပြန်၏နက်ဖန်နေ့၌ဘာနာဘနှင့်တကွဒီရဘီမြို့သို့ထွက်သွားလေ၏ဆိုအဲ့ဒါကိုလေခုနပြောတဲ့မြို့မှာရှိနေသူတွေပြည့်တွေ့နေရတာပဲဘယ်သူတွေပဲတွေ့ရလဲဆိုအဲ့ဒါတပည့်တော်တွေတွေ့ရတာယုံကြည်သူတွေပဲတွေ့ရတာကျန်တဲ့မယုံကြည်သူတွေမတွေ့ရအောင်အဲ့ဒါလေဝိညာဉ်တော်ကတမန်တော်ရှင်ပေါလုလူတွေကတော့သေပြီလို့သတ်မှတ်တဲ့အချိန်မှာတမန်တော်ကြီးရှင်ပေါလုကိုပြန်ပြီးတော့အသက်ပြန်ဝင်လာပြန်ရှင်လာတယ်ဆိုတော့အဲ့ဒီယုံကြည်သူတွေမြင်ထားပြီးသားအဲ့ဒီမြို့မှာရှိတဲ့သူတွေသူတို့လည်းအံ့ဩကြမယ်အလုံးဝိုင်းနေတယ်ဆိုတော့ကြည့်ရတာတကြိုမဲ့ပုံစံပဲတကြိုတော့မဲ့ပုံစံမှာဘာလို့လိုက်တာလဲဆိုလို့ရှိရင်ဒါသွားပြီးတော့မှတမန်တော်ရှင်ပေါလုအသက်ပြန်ပြီးတော့မှရှင်လာတော့တွေ့လိုက်ရတယ်ဒါကြောင့်တက်ကောဆက်နှစ်မှာတတိယကောင်းကင်ဘုံငါချီဆောင်ခြင်းခံရတယ်ဆိုတာဒီအရာကြောင့်ဆိုပြီးတော့လေတချို့ကဒါနဲ့ချိတ်ဆက်ပြီးတော့မှပြောပြတဲ့အရာမျိုးရှိတယ်14နှစ်ထက်ကဆိုပြီးတော့ပြောတဲ့အခါမှာလေဒါကိုပြောတာတမန်တော်ရှင်ပေါလုဒါပထမခရီးစဉ်မှာဒါဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကိုဆိုဟုတ်ပြီဒီလိုမျိုးဖြစ်ပျက်ခဲ့တဲ့အရာကိုသူတို့တွေကောင်းကောင်းမြင်တွေ့ခဲ့ရတာเนาะဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဒါကြောင့်အခုနဒီဂလာတိဩဝါဒစာမှာပြောတဲ့အရာဒါအလကားမဟုတ်ဘူးအချီးနှီးမဟုတ်သူဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ငွေ3မှာဤမြတ်လောက်ပညာမေ့ကြသလိုဝိညာဉ်တော်ကိုအမိပြု၍လောက်ဆရှိပြီးမှဇာတိကိုအမိပြု၍ပြီးစေကြသလိုဆိုဒီဂလာတိပြည်မှာရှိနေခုနပြောတဲ့အီကိုနီတို့လောဒရာတို့เนาะပြီးတော့မှဒါအန်တီအုတ်တို့လို့မြို့မှာရှိနေတဲ့သူတွေဒီခြားသောအင်ဝင်လေးယူဒဝါဒီတွေလာတဲ့အခါမှာပါဝါတဲ့အရာမင်းတို့ကတော်တော်ပညာမဲ့တဲ့သူတွေဝိညာဉ်တော်ကမင်းတို့ကိုဒီလောက်တောင်သွန်သင်ထားပြီးကမှမင်းတို့ဒီလိုဖြစ်ရလားဆိုပြီးတော့မှပြောတဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရပါဒါကြောင့်ကျွန်တော်တက်တာထဲမှာဒါကိုသတိပြုရမယ်ငယ်လေးမှာဤမြလောက်သောဆင်းရဲခြင်းကိုအချီးနှီးခံကြပြီလို့အချီးနှီးတက်ဖြစ်ရမည်လို့ဒါတမန်တော်ရှင်ပေါလုကပြောနေတာဆိုတော့ဒါကတမန်တော်ရှင်ပေါလုကိုယ်တိုင်လည်းခုနသူတို့ဂိမ်းနဲ့ထုလို့သိတာသူတို့တွေ့ရတဲ့ဥစ္စာတခုရှိတယ်အဲ့ဒီမှာသူတို့စပြီးယုံကြည်လာတဲ့အချိန်မှာလေသူတို့တွေကအဲ့ဒီဂျူးဘာသာဝင်ရဲ့ဘောင်ပြင်တွေကိုထုတ်ခံရတာပြီးတော့မှသူတို့နဲ့ရောင်းဝယ်ဖောက်ကားလို့မရတော့အောင်လို့လုပ်တယ်အပြစ်ရှာတယ်ဒါဘာသာရေးသမားတွေက
ဆိုတော့အဲ့ဒီအရာတွေကိုသူတို့တကယ်တော့ခံခဲ့ထားပြီးသွားပြီသူတို့ကိုယ်တိုင်လည်းအများကြီးယုံကန်ပြီးတော့မှယုံကြည်ချက်ရှိပြီးတော့မှလောက်ကင်လာပြီးတော့မှခုနအခြားသောအင်္ဂလိပ်သမားတွေဝင်လာသူတို့ကအရေးပြားပြန်ခံရေပြားလှီးခြင်းကိုပြန်ခံတော့မဲ့ပုံပြီးတော့မှခွာမကွဲစမြုံပြန်တဲ့အရာတွေကိုသူတို့မစားတော့ဘဲနဲ့ပြန်နေတော့မဲ့ပုံမကြခင်မဲ့ရစ်ပူဆိုတော့မဲ့ပုံဒီလိုတွေပြန်ဖြစ်ကုန်တာဆိုတော့တမန်တော်ရှင်ဘောလူကအရန်သူဒါကိုစိတ်မကောင်းဖြစ်တယ်ငါတို့အစတော့ဆင်းရဲဒုက္ခကိုခံခဲ့ပြီးပြီအခုလည်းငါတို့ဒီလိုမျိုးလူတွေလာတဲ့အခါမှာငါတို့သူတို့အများကြီး pressure ဖြစ်သွားတာပေါ့လေဒီဂျေရုဆလင်ကလူတွေလာတယ်ဆိုတော့ခုနပြောတာမင်းတို့ဒါမျိုးမလုပ်လို့ရှိရင်ဒါဟုတ်မှာမဟုတ်တော့ဘူးသူတို့ကိုယ်တိုင်လည်းတိချပိုင်းခြားမသိတော့တဲ့အနေအထားမျိုးဖြစ်နေတဲ့အခါမှာတွေးဟာတွေဖြစ်ကုန်တာပေါ့ဒါကြောင့်အဲ့ဒီလိုဖြစ်เสียအကြောင်းမရှိဘူးမင်းတို့ဝိညာဉ်တော်နဲ့သွားနေတယ်မလားတန်ရှင်တော်ဝိညာဉ်တော်အပြင်မင်းတို့ငါပြောခဲ့တဲ့ဥစ္စာဒါတမန်တရားပဲဒါနှုတ်ကပတ်တော်ပဲမင်းတို့ဖျားနဲ့တိချသွားပါအခုနပြောတဲ့ဇာတိနဲ့အဆုံးပြန်မတတ်ပါနဲ့လူလှုပ်ထားတဲ့အရာနဲ့လူရဲ့လှုပ်ဆောင်မှုနဲ့ဖျားရဲ့ဘုံထင်ရှားဘလို့မှလုပ်လို့မရဘူးဆိုတဲ့ဥစ္စာကိုထပ်ပြီးတော့မှပြောပြဒါကိုတမန်တော်ဝတ္ထုခန်းကြီး14เนาะ27မှာအခုနဘာနာဘနဲ့ရှေ့မှာသူတို့ပြန်ပြီးထလာပြီ27ကိုရောက်လာတော့ထိုမျိုး၌ဧဝံဂေလိတရားကိုဟောပြောလူများတို့သည်တပည့်တော်ဖြစ်စီပြီးမှခုနတပည့်တော်ဖြစ်လာပြီးတော့ယုံကြည်လာတဲ့သူဖြစ်ပြီးမှလုဒ္ဒရာမျိုးအီကိုနီမျိုးအန်တီယိုမျိုးတို့ကိုအစဉ်တိုင်းလှည့်လေ၍ပြန်ကြ၏သူတို့လာခဲ့တဲ့အတိုင်းပြန်လှည့်ပြီးတော့မှနောက်ကျောင်းပြန်သွားတာထို့သို့ပြန်ကြစဉ်တပည့်တော်များ၏စိတ်နှလုံးကိုငြင်းမြင်ခိုင်ခန့်စေသဖြင့်ယုံကြည်ခြင်း၌တည်ကြည်မည်အကြောင်းနှိုးဆော်ချီပင့်၍ငါတို့သည်များပြားသောဆင်းရဲဒုက္ခကိုခံ၍ဖျားသခင်နိုင်ငံတော်သို့ဝင်ရကြမည်ဟုဟောပြောပြညွှန်ကြ၏တေချာပြောခဲ့တာငါတို့သခင်ယေရှုကိုယုံတဲ့အခါမှာငါတို့ကောင်းကင်နိုင်ငံတော်ဆိုတဲ့ဘုရားသခင်နိုင်ငံတော်ဝင်ဖို့အတွက်မြေကြီးပေါ်မှာငါတို့ဒုက္ခဆင်းရဲကိုခံပြီးတော့မှငါတို့ဝင်ကြရမှာနော်ပြောပြီးတော့မှသူတို့ကိုထားခဲ့ပြီးတယ်အဲ့ဒီမှာသင်းအုပ်တွေကိုလည်းခန့်အပ်ခဲ့ပြီးတယ်သင်းအုပ်ဆိုတာတကယ်တော့အဲ့ဒီတော့ကယုံကြည်လာတဲ့ senior တွေပြီးတော့မှဂျူးလူမျိုးလည်းဖြစ်တယ်ဆိုတော့သူတို့တွေပေါ့နော်အဲ့လိုလူမျိုးတွေကိုပြန်ပြီးတော့မှဒီတရားစက်တွေမှာခရိယန်နဲ့သက်ဆိုင်တဲ့ဧဝံဂေလိသတင်းစကားကိုအဓိကပြောတာပါပြီးတော့မှတမန်တရားကိုဝိညာဉ်တော်အဖြစ်သူတို့ပြန်ပြီးတော့မှဆုံးမတုံသင်ခြင်းပေးနေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလူတွေကလည်းခုနပြောင်းလဲသွားတာအခြားသောဧဝံဂေလိအဲ့ခေါင်းဆောင်တွေပါလေထွက်ကုန်တဲ့ဥစ္စာတွေ့လို့တမန်တော်ရှင်မို့တော့ဒီကလာတိဩဝါဒစာမှာသူတို့ပြန်ပြောရငါတို့ဒုက္ခဆင်းရဲကိုခံရမယ်သူတို့လည်းခံခဲ့ပြီးပြီတကယ်တော့ခရိယန်ပြလာတဲ့အခါမှာအခုအဲ့ဒါကိုလုံရင်းနဲ့မှာမင်းတို့ဒီလောက်ဒုက္ခဆင်းရဲခံလာခဲ့ပြီးမှအခုမင်းတို့အချီးနီးဖြစ်စီမှာလားဆိုတော့ကျွန်တော်အငယ်9လေးကိုဖတ်ပြီးတော့မှဆုံးသက်ခြင်းနဲ့ထိုမှတပါဝိညာဉ်တော်ကိုတင်းတို့အားပေး၍တင်းတို့၌တကူများကိုပြတော်သူသည်ဖြစ်ညက်တရားဤအကျင့်အပြင်ပြသလောယုံကြည်ခြင်းတရားကိုနာခြင်းအပြင်ပြသလောဆိုတော့ဒါတမန်တော်ရှင်ပေါလုကသူကိုယ်တိုင်ပြောတာငါမင်းတို့နဲ့အတူတူနေတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်အပြင်ပြတဲ့တကူပါငါသည်ဖခင်ကိုယုံကြည်ခြင်းအပြင်ပြတာဖြစ်ညက်တရားကိုကျင့်ပြီးတော့မှဒီရောက်ဘုရားခင်ကခွင့်ပြုတာမဟုတ်ဘူးဆိုတဲ့အရာကိုပြောပြတယ်ဒါကြောင့်ကျွန်တော်တို့တက်တာထဲမှာခရစ်တော်ကိုယုံတဲ့အခါမှာဒုက္ခဆင်းရဲတွေရှိလာနိုင်ပါတယ်ပြီးတော့မှကျွန်တော်တို့ယုံကြည်ရည်တည်ဖို့အတွက်နှုတ်ကပတ်တော်ကျွန်တော်ထဲမှာရှိတဲ့ဝိညာဉ်တော်နဲ့ပေါင်းဆက်ပြီးတော့မှမှားယွင်းသောဩဝါဒကိုပိုင်းခြားပြီးနားလည်ဖို့အတွက်လိုအပ်ပါတယ်ပြီးတော့မှဘုရားသခင်ကကျွန်တော်တို့တကယ်ဖြစ်စေခြင်းနဲ့ဆိုလို့ရှိရင်တော့သူကလောက်တာဖြစ်ပါတယ်နမိတ်လက္ခဏာဆိုတော့ဒါပေမဲ့ကျွန်တော်တို့အားဖြင့်ကျွန်တော်တို့လုပ်ရတယ်ဒါပေမဲ့အခွင့်ပေးတဲ့အချိန်မှာကျွန်တော်လုပ်ဖို့လိုအပ်ပါတယ်ဒါအမြဲတမ်းတော့မဟုတ်ဘူးဆိုတော့ကျွန်တော်နားလည်ထားဖို့လိုအပ်ပါတယ်ဒီຢာလေးတွေကိုဆင်ခြင်နှလုံးသွင်းပြီးတော့မှဒီနေ့အတွက်ကျွန်တော်တတကိုပြင်ဆင်ဖို့အတွက်နေငယ်ဝင်ရပါတယ်အားလုံးပေါ်မှာဖျက်ခင်တိုက်ကောင်းချီးပေးပါစေ